ကျွန်တော်ဒီနေ့ပြောပြပေးခြင်းတဲ့အကြောင်းအရာကတော့ကျွန်တော်ပြီးခဲ့တဲ့တောက်ကြနေရလောက်ခတ်ခဲ့တဲ့မန်လေးနားမှာရှိတဲ့ငလင်ဘိုချမ်းနဲ့ကီလိုမီတာ1000လောက်ဝေးတဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့စောက်လုပ်ဆဲအထက်မြင့်အဆောင်ကြီးတစ်လုံးနဲ့ဘာကြောင့်မလို့ပြောကြားခဲ့လဲဆိုတော့ပြောကြားခဲ့တဲ့အကြောင်းရင်းလေးကျွန်တော်ပြောပြပေးခြင်းပါတယ်စိတ်မကောင်းစရာတစ်ခုကတော့လက်တလောအခုဒီနေ့ဒီပေါ့နော်ငလင်ကြောင့်လူသေးပြောင်းတော့အယောက်3000ကျော်တက်လာနေပါတယ်အဆောင်ပျက်စီးမှုတွေကတော့မရေမတွက်နိုင်လောက်အောင်ပါပဲငလျင်နေရပုံမှန်အဖြစ်မြေမျက်နှာပြင်အောင်900ကီလိုမီတာ435မိုင်ဒီနှက်ဆိုင်စွာဖြစ်ပွားနိုင်ပြီမဲ့လေကျွန်တော်ပြီးခဲ့တဲ့လက်တလောလောက်ခတ်ခဲ့တဲ့မြမငလျင်ကတော့မြေမျက်နှာပြင်အောင်10ကီလိုမီတာ6မိုင်သာနဲ့တဲ့အတွက်တော်တော်လေးတိမ်တယ်လို့ပြောလို့ရပါတယ်ဒါကြောင့်မို့လဲမြေပြင်ပေါ်မှာပိုပြီးအပျက်စီးထိခိုက်များခြင်းဖြစ်ပါတယ် US ပညာရှင်တွေခန့်မှန်းချက်အရဆိုရင်ကျွန်တော်တို့မြမငလျင်ဟာဒုတိယကမ္ဘာစစ်တုန်းကဟီရိုရှီမာကိုကျဲခဲ့တဲ့အနုမြူပုံတက်ပုံမှုပြီးတော့ပြင်းထန်စွမ်းအင်ကိုထုတ်လုပ်ပေးရလို့သိရပါတယ်။ငလျင်ရဲ့ပြင်းအားမြင့်မာခြင်းအကြောင်းနဲ့မှာကျွန်တော်တို့ပြက်ရွှေ့ကြောင်းရဲ့အမျိုးအစားကြောင့်လည်းဖြစ်ပါတယ်။ပြက်ရွှေ့ကြောင်းကြီးမားလေငလျင်အားပူပြင်းလေပဲဖြစ်ပါတယ်။အရင်ရာစုနှစ်တွင်မှာလည်းဒီကျွန်တော်တို့ပြက်ရွှေ့ကြောင်းတစ်လျှောက်မှာ Richester 9နဲ့အထက်ငလျင်6ကြိမ်တိတိဖြစ်ပွားခဲ့ပူပါတယ်။စကိုင်းပြက်ရွှေ့ကြောဆိုရင်ကျွန်တော်မြန်မာနိုင်ငံရဲ့အလယ်မှာဖြစ်ပေါ်နေပြီးတော့မြောက်ကနေတောင်ဖြောက်တန်းစွာတွေ့တန်းနေတဲ့အရှိက1200ကီလိုမီတာလောက်ရှိပါတယ်ဒီလိုဖြောက်တန်းပြီးရှည်လျားတဲ့အကြောင်းကြောင့်ပဲစွမ်းအင်တွေကိုအနောက်ရှက်မရှိအဝေးဆုံးနေရာထိရောက်အောင်တည်ဆောင်ပေးနိုင်ကြတာဖြစ်ပါတယ်ငလျင်အကြောင်းကတောင်ဘက်ကိုဖောက်ခွဲထိုးဖောက်သွားတဲ့အတွက်ထိုင်းနိုင်ငံဘက်ကိုဦးတည်စီခဲ့တာဖြစ်ပါတယ်သိပ္ပံပညာရှင်တွေကတော့မြမငလျင်ရှားပါတဲ့စူပါရှီယာလို့ခေါ်တဲ့ငလျင်တစ်မျိုးဖြစ်တယ်လို့ထုတ်ပြန်ခဲ့ပါတယ်စူပါရှီယာငလျင်ရဲ့သဘောကငလျင်အကြောင်းရဲ့ရွှေ့လျားမှုဟာငလျင်လှိုင်းတွေရဲ့ရွှေ့လျားမှုအမြန်နှုန်းနဲ့ပုံမှန်မြန်ဆန်ပါတယ်။ခန့်မှန်းချက်ရဆိုလို့ရှိရင်ကျွန်တော်တို့ငလျင်အကြောင်းရဲ့ရွှေ့လျားမှုဟာတစ်စက္ကန့်ကို5ကီလိုမီတာနှုန်းအရှိန်နဲ့သွားခဲ့တာပါ။ဒီမြန်နှုန်းဟာဆိုရင်ကျွန်တော်အတန်ထက်မြန်တဲ့ဂျက်လျင်ရဲ့ပြန်တန်းနှုန်းနဲ့ထပ်တူကြပါတယ်။ကျွန်တော်ကမ္ဘာပေါ်ရမြေလွှာတွေကို tectonic plate လို့ခေါ်တဲ့အင်မတန်ကြီးမားတဲ့မြေလွှာအချက်ကြီးတွေအများကြီးနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။အဲ့ဒီပြားတွေကအဆက်မပြတ်ရွှေ့လျားနေပါတယ်။အဲ့လိုရွေ့လျားနေနေပဲတစ်ခုနဲ့တစ်ခုအရန်ဝေးသွားတာတော့တခါတလေအပေါ်အောက်တွန်းကန်တာတော့ဖြစ်တဲ့အခါစွမ်းရင်ပေါ်ထွက်လာပါတယ်အဲ့ခါကျလို့ရှိရင်ကျွန်တော်ငလျင်လောက်တာမျိုးပြီးတော့ပေါက်ဝေးတာမျိုးဖြစ်တတ်ပါတယ်ဥပမာအဖြစ်ကျွန်တော်ပြောပြရမယ်ဆိုလို့ရှိရင်ဟိမဝနာတောင်တန်းတွေက Eurasian plate နဲ့ Indian plate တို့ပြင်းပြင်းထန်ထန်ထိခိုက်မိတာအနေဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်2004ခုနှစ်မှာဂျပန်မှာလှုပ်ခတ်ခဲ့တဲ့ဆူနာမီငလျင်ဆိုလို့ရှိရင်လေ Indian plate ကကျွန်တော်တို့ဘာမှ micro plate ရဲ့အောက်ကိုရောက်သွားတာမလို့ဖြစ်ပွားခဲ့တာဖြစ်ပါတယ်ကျွန်တော်မြန်မာနိုင်ငံပြည်အနေထားဆိုရင်ကမ္ဘာဘူမိဗေဒပညာရှင်တွေသတ်မှတ်ထားတဲ့အထစ်ဖြစ်ဆုံး area ထဲမှာပါဝင်ပါတယ်အထစ် area ဆိုတာကျတော့ကျွန်တော်မြန်မာလိုပြောရမယ်ဆိုရင်ငလျင်မကြာခဏဖြစ်နိုင်ခြင်းရှိတဲ့နေရာကိုပြောလို့ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်နိုင်ငံကမြေလွှာချက်ပြား၄ပြားစုံတဲ့နေရာမှာတည်ရှိနေလို့ပါ။အဲဒီမြေလွှာချက်ပြားတွေကတော့ Eurasian plate, Indian plate, Sanda plate, Burma micro plate တို့ဖြစ်ပါတယ်။ကျွန်တော်အဲ့လိုမျိုးငလျင်တွေဖြစ်ပေါ်တဲ့အခါမှာလောက်ခတ်ခဲ့တဲ့နေရာရဲ့မြေမျိုးစားပေါ်မူတည်ပြီးတော့အကျိုးသက်ရောက်မှုကွဲပြားမှုရှိပါတယ်။ဥပမာဆိုလို့ရှိရင်ကျွန်တော်ဘန်ကောက်ရဲ့မြေမျိုးစားဆိုလို့ရှိရင်ပြောတဲ့အထဲမှာပါတာမလို့ငလျင်လိုင်းတွေကဖြည်းဖြည်းနှင်းနှင်းနဲ့ပြန့်သွားတာမလို့အရွယ်စားပိုကြီးလာပြီးတော့မြေလှုပ်ရှားမှုပုံမပြင်းထန်စေပါတယ်။ကျွန်တော်ဘာကြောင့်မလို့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့အထက်မြင့်အဆောက်အုံတစ်လုံးနဲ့ရတာငလျင်လောက်ခတ်ခဲ့တဲ့အချိန်မှာပြိုကျခဲ့ရလဲ။ဒီဖြစ်ပညာရှင်တွေကတော့အချက်နှစ်ချက်နဲ့ပြန်ပြီးထုတ်ပြန်ထားပါတယ်ပထမတစ်ချက်ကတော့မြေအနေထားကျွန်တော်ဘန်ကောက်မြို့ရဲ့မြေမျိုးစားပြောတဲ့မြေမျိုးစားဖြစ်တဲ့ကြောင့်မလို့အဲ့လိုပြောရမြေကြီးရဆိုရင်မြေရဲ့လှုပ်ရှားမှု3ဆနဲ့5ဆဒီပုံကိုပြင်းထန်စေနိုင်ပါတယ်ဒုတိယတစ်ချက်ကတော့အဆောက်အဦဒီဇိုင်းအဆောက်အဦရဲ့တိဆောက်တာရဲ့ဒီဇိုင်းဟာဆိုရင် flat slab ဒီဇိုင်းနဲ့တိဆောက်ထားတာဖြစ်ပါတယ် flat slab ဒီဇိုင်းဟာဆိုလို့ရှိရင်ဈေးနှုန်းသက်သာပြီးတော့ငလျင်တန်းမခံနိုင်ပါဘူးဘာဖြစ်လို့လဲဆိုတော့သူ့ပုံစံကကျမ်းမြေ floor slab ကို column 9တွေဝါးနေတိုက်ရိုက်ထောက်ထားတာမလို့ပါတခြားထောက်ခံပေးတဲ့ဘင်းတွေအလျားလိုက်ထောက်ခံပေးမဲ့အရာတွေမပါဝင်ပါဘူးဒါကြောင့်မို့ဒီဇိုင်းရဆိုလို့ရှိရင်ငလျင်တန်းကိုလုံးဝခံနိုင်မရှိပါဘူးဒါကတော့ဘန်ကောက်မှာပြောကြားခဲ့တဲ့အထိုင်းမြင့်ဆောင်းအောင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဖတ်မိသလောက်လေးမျှဝေပေးတာဖြစ်ပါတယ်အားလုံးပဲဗီဒီယိုလေးဆုံးဖြတ်ကြည့်ရတဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြရအောင်အားလုံးပဲတတ်